Yo what's up ကျွန်တော် Bamis ကိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကဲကျွန်တော် Bamis ကိုင်းမှာဗီဒီယိုတွေမတင်ပြတဲ့အကြောင်းရင်းကကျွန်တော်ခရီးမသွားပြလို့ပေါ့နော်။ခရီးမသွားပြတော့ကျွန်တော်ဗီဒီယိုတွေတင်ရတာမတင်လို့တရမှမသိဘူးဗျာ။အဲ့တော့ဒီနေ့တော့ဒါကျွန်တော်ခရီးလေးတစ်ခုသွားပြတယ်ပေါ့နော်။ရောက်ပါပြီရှမ်းပြည်ကိုရောက်ပါပြီခေါ်တော့ကျွန်တော်ဒါစီးရဲသွားပြီးတော့ခောက်ဆွဲတော့စာမှာဖြစ်ပါလေကဲကျွန်တော် Bamis ကိုင်းမှာဗီဒီယိုတွေမတင်ပြတဲ့အကြောင်းရင်းကကျွန်တော်ခရီးမသွားပြလို့ပေါ့နော်ခရီးမသွားပြတော့ကျွန်တော်ဗီဒီယိုတွေတင်ရတာမတင်လို့တရမှမသိဘူးဗျာအဲ့တော့ဒီနေ့တော့ဒါကျွန်တော်ခရီးလေးတစ်ခုသွားပြတယ်ပေါ့နော်သွားပြတဲ့ခရီးကလည်းပုံမှန်တာကျွန်တော်တို့တွားနေကြပါပဲတလောကျွန်တော်ရောက်လာပါတယ်ရောက်လာတော့ဒီဗီဒီယိုတော့ဒါဟိုကရင်တင်ထားတဲ့ဗီဒီယိုတွေမှာလည်းဒီကလောကတော့ပါပါတယ်ဒါပေမဲ့လည်းဒါတော့အမှတ်တရတစ်ခုနေနေတာကျွန်တော်ပြန်ရိုက်ပြီးတော့ပြင်တင်တာဖြစ်ပါတယ်အဲတော့ကြည့်ပြကြပါအောင်ပြီးတော့မမရရကျွန်တော်ဒါဗီဒီယိုတွေအဲ့လိုစပြီးရိုက်ဖြစ်တာလည်းဒီကလောမှာပဲစပြီးလို့ကျွန်တော်ရိုက်ဖြစ်တယ်ပေါ့နော်အဲတော့ဒါပို့ပြီးတော့လည်းဒါအမှတ်တရဖြစ်သွားပါအဲ့တော့ကျွန်တော်ထပ်ပြီးတော့ထပ်ရိုက်ပြီးတော့ထပ်တင်ပါမယ်ကျွန်တော်ကတော့ဒါကလောစီးရဲသွားပြီးတော့ခောက်ဆွဲဆောင်းမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဆိုင်ကင်ကားမှာပဲဆိုင်ကင်ကားပြီးတော့ကျွန်တော်တို့ဒီကမ်ဘက်ကိုကျွန်တော်တွားပြီးတော့ coffee တော့ဖြောက်တောင်းမှာဖြစ်ပါတယ်ပုံမှန်တော့ကလောတော့နေရာတော်များရောက်ပြီးသွားပြီအဲ့တော့ရေးကန်တော့တစ်ခါမှမရောက်ဘူးအဲ့တော့ကျွန်တော်ရေးကန်တွားပြီးတော့ကျွန်တော် coffee တော့ဖြောက်တောင်းမှာဖြစ်ပါတယ်အဲ့တော့ဆက်ကြည့်ပေးကြပါ
နေ့ရာဒီဦးတော့လုံးဝမနေ့ပိုင်းရတော့နေပူပြီးတော့အခုတော့မိုးအောင်နေဖြစ်နေပါတယ်။ glossy တွေကတော့မဟုတ်ပါတော့ဒါ glossy ပြင်ရကျွန်တော်တို့စားပြီးတော့ဆိုင်ကယ်တော့ငားမှာဖြစ်ပါတယ်ဆိုင်ကယ်ငားပြီးတော့ကျွန်တော်လုံးမျိုးပတ်မှာဖြစ်ပါတယ်ဆိုင်ကယ်တော့ငားခဲ့ပါပြီကျွန်မဒီဆိုင်ကယ်ပါကျွန်တော်9နာရီကို3000ခွဲပေးရပါတယ်ဆိုင်ကယ်ပါစီကတော့ကိုယ့်ကိုထည့်ရပါတယ်ကလစ်လေးဖြစ်ပါတယ်ဒီဆိုင်ကယ်နဲ့ကျွန်တော်တို့ Fairyland က Rome Cafe Ground သွားမှာဖြစ်ပါတယ်ကျွန်တော်ခုဆိုရင်တော့ဒါဆိုင်ကယ်လေးနဲ့ coffee တောက်မှာဖြစ်ပါတယ်ညာဒီပြီးတော့ကျန်လိုက်ပါတယ်ကြည့်ရမယ်ဟိုလေးအောင်နေပါတယ်အဲ့တော့ကျွန်တော်မုခလေးပို့ပြီးတော့ဆိုင်ကယ်လေးမောင်းပြီးတော့ coffee တောက်ကြပါမယ်ခေါ်တော့ကျွန်တော်တို့ဒါ OC တောင်ပေါ်ရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ Rome Cafe တို့က Rome Cafe ကပိတ်ထားတော့ကျွန်တော်တို့က OC တောင်ပေါ်တက်လာပြီးတော့ကလုံးမျိုးရဲ့ဒါရှုခင်းတွေကိုလောင်းဝအလာခံစားဖြစ်ပါတယ်ပြီးတော့ဗျာ OC တောင်မှာကျွန်တော်တို့အဲ့လိုမျိုးအမတ်တရရှိရယ်ဘာလို့ကျွန်တော်တို့နေရာပထမဆုံးလို့ကလုံးမှာထိတ်တုံကကျွန်တော်ပထမဆုံးလာလေတဲ့နေရာဒီ OC တောင်နော်ပြီးတော့ပထမဆုံးလို့ဓာတ်ပုံရိုက်တာလည်းဒီ OC တောင်မှာအဲ့ဒါဖြစ်ပါတယ်တက်ဝင်ရတာလည်းသူများရဲ့လို့ကျွန်တော်အဲ့လိုမျိုး selfie တွေပိုင်းမဟုတ်ကျွန်တော်နေရာမှာပထမဆုံးကျွန်တော်ပုံကကျွန်တော်နေရာရဲ့ပုံက6တော့ကျွန်တော်နေရာရဲ့အဲ့လို6တော့လေးကိုတက်ပုံလေးရိုက်ပြီးတော့ကျွန်တော်အဲ့လို Facebook မှာတင်လိုက်ကြပါတော့အဲ့ဒါစပြီးကျွန်တော်နေရာကကြီးစားဖြစ်သွားတာပေါ့အဲ့ဒါကျွန်တော်နေရာရဲ့လုံးဝအမတ်တရနေရာလေးကိုကျွန်တော်တို့ပြန်လာပြီးတော့လဲရဖြစ်ပါတယ်9နှစ်ကြာပြီးနောက်မှာလားနောက်တစ်ခေါက်ပြန်လာလဲရဖြစ်ပါတယ်ခေါ်လာကျွန်တော်တို့ပထမဆုံးချိန်တွေ့ခဲ့တဲ့နေရာလေးကိုပြန်ရောက်ပါပြီ။ယေး9နှစ်ကြာပြီနောက်ပြီးတော့9နှစ်ကြာပြီနောက်ကျွန်တော်တို့ coffee mate လေးကိုပဲတူတူခေါ်လာခဲ့ပါပြီဒီနောက်။ Okay ခေါ်တော့ဦးစီးတောင်ပေါ်မှာမိုးရွာလာပါပြီကျွန်တော်တို့နေရာမိုးခုနေပါတယ်ဘိုးကရှေ့ရောင်းရိုင်းခေါ်တော့ကျွန်တော်တို့ဒါရက်ဆိုင်သွားနေရဖြစ်ပါတယ်你们也在找吗？去买。နေဝင်ချင်းရက်ဆိုင်ကတော့တောနေကြရက်ဆိုင်မှာပဲအိုင်ဘောက်တော့နေဖြစ်ပါတယ်反正也多了。去那边呢？哎呀，这个，啥咯？ကျွန်တော်တို့ဆင်းချင်တယ်မှာ
motivation ဘယ်လိုယူလဲဆိုတော့ညဆရာမင်းမင်းထွန်းရဲ့ lot တွေကြည့်ပြီးတော့ကျွန်တော်အဲ့လိုမျိုး motivation ယူပါတယ်ဆောင်းမိုက်ပါတယ်ဒီမှာကျွန်တော်တို့ရဲ့ idol ဖြစ်ပါတယ်ဒီနေ့ကတော့ဒါကျွန်တော်တို့ရဲ့ကလောနောက်ဆုံးရက်လေးဖြစ်ပါတယ်ဒီခုကတော့ကျွန်တော်တို့ coffee တောက်နေတာဖြစ်ပါတယ် ဟုတ်ပါရဲ့ coffee ဆိုင်ကိုပါပါမိုးအေးလေးနဲ့ coffee လေးတောက်ပြီးတော့ကျွန်တော်ရန်ကုန်ပြန်มาဖြစ်ပါတယ် let's go That's a good